အားလုံးပဲမင်္ဂလာပါရှင်ဇက်အမကိုစတိုရီမှာကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့စာရေးဆရာကြည်ဦးရေးသားသည့်ဝိညာဉ်ဆန်အိမ်ပရာလောကဇလံလေးကိုတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဖြစ်ရမယ်ပရာလောကဇလံများကိုနားဆင်နိုင်မှုအတွက် channel လေးကို like and subscribe လုပ်ပေးသွားကြပါဦးနော်စာရေးသူ၏ဇာတိဒေတာသည်ရှေးဟောင်းမျိုးတော်ကြီးတစ်ခု၏တီနီယာဖြစ်ခဲ့မှုသည့်အပြင်စံတော်ရှင်မွေတော်ရှင်ဇီတီဖျားများလည်းထင်ရှားပေါ်များရုံသာမကတောတောင်ထူထပ်ခြင်းစိန်ဆန်းရည်တကူပေါ်များခြင်းရာသီအလိုက်အသီးနှံများလည်းပေါ်များကြသောကြောင့်ဤဒေတာကိုလေ့လာရောက်ဖူးလိုသူများနှင့်စံတော်ရှင်မွေတော်ရှင်ဖျားများအထံတော်တွင်တရားအားထုတ်လိုသူအဋိဌံဝင်လိုသူများလည်းအသွားအလာများကြလေသည်တီးနှံများနှင့်တက်တက်လို့စား၍သို့မဟုတ်မီးလို့စား၍အဋိဌံဝင်လိုသူများအတွက်လည်းဤတောင်ပေါ်တွင်ပိုင်ရှင်မဲ့အလေးကျပေါက်နေသည့်အပင်များမှတည်သောတောငပြောတငယ်စာငပြောနှင်းသည်စိတ်ချေးသည်နတ်သမီးကွန်သည်တောင်တလဲသည်ဒီတဖန်သည်ကနဆိုးသည်နှင့်တရသည်မယံသည်စသောအသီးနှံများမှာခိုးမကုံအောင်ပေါ်လာ၏ဤတောင်ကျောကြီးကိုတိုက်ကလားတောင်တန်းကြီးဟုလွန်ခဲ့သောနှစ်ပေါင်း3000ကျော်ကလေးကခေါ်ဝေါ်လာသည်ဒေသခံအများစုသည်ကုန်တယ်အလုံးနှင့်အယောင်းဝယ်ပြုလုပ်ခါရက်တည်ကြသည်အချို့သောမိဘဘိုးဘွားအစဉ်အဆက်မှတိသက်နားလက်တကြွလာသူအနေငယ်ကဤတိုက်ကလားတောင်တန်းကြီးမှရရှိသည်ပရဆေးပင်အမျိုးမျိုးကိုရှောက်ဖွေစုဆောင်စေဝါရောက်ခြင်းအလုပ်စီကုတာခြင်းအလုပ်ဖြင့်တမအာဇီဝအသက်မွေးမြူခြင်းအတက်ဖြင့်ကံကောင်းစွာရက်တည်နိုင်ကြလိုက်သည်လေသမားရသမားဟု၍ယုံညာစွာပြနိုင်ခြင်းမရှိတော့လဲလေခွက်ရာခွက်အနေငယ်ရှိသည့်နေရာတွင်အချို့သောကြေးဝါကလေးများမှလာရောက်စိုက်ပျိုးကြသူအနေပါရှိသည်သာသနာတော်ဖွံ့ဖြိုးသည်ဖြစ်၍စိန်ဆန်းမြောင်စမ်းအေးမြောင်တော်ကမြောင်မဏိစေတုံစသည့်တန်ဃာတော်များသတင်းသုံးတော်မူကြသောတိတ်ဆိတ်အေးချမ်းသောစိတ်ဆန်းများအသွင်မပြတ်စီးဆင်းမျောလျက်ရှိသည်ဆန်းကြောင်းငယ်ကလေးများနှင့်ဝန်းရံလျက်ရှိနေသောကျောင်းသင်ငန်းများတို့ကလည်းအမြင်အေးချမ်းလျက်ရှိလေသည်သို့သောလူတို့နေထိုင်သည့်အရန်နှင့်မိုင်ဝက်နီးပါးမိုင်ဝက်ကြော်ဝေးရာသို့နေ့စဉ်ဆုံးခံကြတော်မူကြသည့်တန်ဃာတော်များအားလူတို့အနေဖြင့်အမြင်အတွေ့နေပါကြပါသည်အကြောင်းကြီးငယ်လှူပွဲကိစ္စမရှိကြလျင်ဤเจ้าများသို့တွားရောက်လေမရှိကြခဲ့ပါဤเจ้าများသည်တကြောင်နှင့်တကြောင်လဲနှံ့ဆက်မှုမရှိကြပဲသိုးအုပ်ကောင်းရာကုန်းမြင့်ရှိရာနေရာအသီးသီးတွင်မလန်းမကန်းဆောက်ထားကြသောကြောင့်ကျောင်းများဖြစ်လေသည်စာတင်တိုင်းများမဟုတ်သောကြောင့်လဲကိုရင်ကျောင်းသားများစသည်များမရှိသောကြောင့်ထိုကျောင်းများတည်ရှိရာကျောင်းကိုကျောင်းဆောင်ကြီးများပြီးတင်လျင်ကြည့်လိုက်သောအခါ၌စင်ကြီးဝတ်နေတကယ်သို့မိကျောင်းကြီးကျော်ဆင်းထားသလိုစင်သိတကောင်စောင့်ရှောက်ထားနေသလိုဖြစ်ခါကြောက်လန့်စရာအသွင်များဖြင့်မြင်နေရ၏စာရေးသူတို့၏မိဘများကထိုကျောင်းများကိုဥပုသ်ဆောင်သွားသောအခါမြင်ဘူးမရဘူးသောထိုနေရာများကိုအလွန်ပြောသည်ဆန်းရောင်ကလေးများမှာခြေချင်းဝတ်လောက်သာရေရှိသည်ဖြစ်၍ရေထဲဆင်းကစော့ခြင်းကူးခြင်းသည်သို့သောဥပုသ်ဆောင်သွားရသောထိုနေမှလွဲ၍ကိုယ်သဘောနှင့်သွားခွင့်မရှိသောထိုနေရာများသို့မသွားခဲ့ရပါတပန်းချိုပီကြီးအောက်ကိုမသွားနဲ့နော်အဲ့နေရာမှာတစီ6တက်တယ်တခါတော့မင်းသားဆိုလားမွားကောင်ဆိုလားမစင်တဖန်းပင်ကုန်းမှာသူ့ကိုယ်ပေါ်ခုန်တက်နေသည်ကိုလမ်းပြားရမနေကူခဲ့ရတယ်ကလေးတွေကြောက်ပြီးမသွားဝင်အောင်ပြောတာလားမစင်စားတတ်ပါတို့ပါတော့လဲအเจ้าအရာတစ်ခုကိုကြားယုံမြင်ယုံများနဲ့လွယ်ကူစွာလက်ခံတတ်သောအကျင့်မရှိသည့်စာရေးသူမှာအင်ဂျင်လဲမကွာဝေးလာသည့်မစင်ဒေါ်စင်ကိုတနေ့မှာသူ့အိမ်ကိုအလဲသွားသလိုနဲ့ယနေ့အခေါ်ဖြူပါတော့ဤ
ဒီတော့ကစာရေးသူသည်အသက်9နှစ်8နှစ်အရွယ်ရွာရိုးကိုပေါက်လျှောက်သွားနေသူဖြစ်သောကြောင့်ဒေါ်စင်အိမ်သို့ရောက်သွားသည်မှာထူးလာသည်မဟုတ်ပါဒေါ်စင်သည်အသက်40လောက်ရှိသည့်အပြိုကြီးဖြစ်၏သူတို့ဒီရက်သူများမဟုတ်ပါမအူပင်ရေလဲလေးကဟိုမိဘများပြောနေကြသည်ကိုကြားဘူးခဲ့၏ဒေါ်စင်ညီမအပြိုကြီးမခင်တင်ဆိုသူကဈေးထဲမှာအထည်ဆိုင်ဖွင့်ထားသည်အသက်60ကျော်အရွယ်အသားဖြူဖြူပိပိမပအမေတယောက်ရှိသည်ထို့ကြောင့်နေ့လယ်ဆိုလျင်ဒေါ်စင်သည်အိတ်လျင်အိတ်မအိတ်လျင်စာရေးသူတို့အိမ်သို့လာလဲတတ်သည်ကလေးတွေကသူ့ကိုခင်သည်သူ့ကိုတွေ့ရင်ဒေါ်စင်ကြီးဘယ်သွားမလို့လဲဘဲကလဲဟုနှုတ်ဆက်တတ်ကြသည်သူကလည်းကလေးတွေကိုချစ်သည်အရောတဝင်နေသည်ကလေးတွေကိုလူရသွင်းပြီးစကားပြောခြင်းပြောသည်သူ့ကိုစာရေးသူကအစဘာကြောင့်ဒေါ်စင်ကြီးဟုခေါ်ခဲ့သည်ဟုမပြောတတ်ပါရွယ်သူများကတော့မက်စင်ဟုပဲခေါ်ကြသည်ဟဲ့ကောင်မလေးဘဲကလဲရော့ပဲလော်စားအခုပဲအညာသူမတွေရှိကငါဝယ်လိုက်တာကိုယ့်ရဲ့အဖုံးနဲ့ထည့်ထားသည်ပဲကြီးလော်ကိုကျွေးသည်ဒေါ်စင်တော်ရဲတော့တစီအချောက်ခံရလို့ဆိုဟုတ်လားတစီမဟုတ်ပါဘူးဟဲ့မင်းစားဆိုတာကဘာကောင်လုံးတစီမဟုတ်ဘူးလားမဟုတ်ဘူးတစီဆိုတာလူကြီးတည်သွားလို့30ဖြစ်တာကိုခေါ်တယ်ခလေးလေးတွေတည်တော့တစီမဟုတ်ဘူးသူတို့ကိုမှင်စာလို့ခေါ်ကြတယ်မင်းစားကလည်းတစီလို6တာပဲဟဲ့ငါဖြင့်အဲ့နေရလန့်ခဲ့တာ2ရက်လောက်ကိုဖျားသွားတာပဲအဲ့ဒီကြောင့်ပြောပြစမ်းပါမင်းစားကဘလို့ပုံစံနဲ့ဒေါ်စင်ကြီးကို6တာလဲရင်မလီပြောရင်7သိန်းတောင်ထားလာတယ်အေးပေါ့ငါလည်းအခုတောင်7သိန်းတွေထားလာတယ်ဒီမှာကြည့်ပါလားသူ့လက်ကဝတ်နေရမှာအသီးတွေထားလာတာကိုပြရင်ပြောပြသည်မှာတဖန်းသီးသွားခုတာလေအဲ့နေ့ကဆွဲချင်းထဲမှာတဖန်းသီးတွေအပြည့်ပါလာတော့တိတ်လေးတာပဲအဲ့ဒါကြောင့်ခေါင်းပေါက်ရက်သွားမယ်ဆိုပြီးဆွဲချင်းကိုချထမင်းကိုပြင်ဝင်နေတော့ခလင်းငိုတန်လိုတောထဲကကြားလိုက်တာနဲ့ဘဲကခလေးများတောထဲလာငိုနေပါလေမိဘနဲ့ကွဲတာလို့လားဒါမှမဟုတ်ဘသူကများလာပြစ်သွားပါလေငိုတန်ကြားတဲ့စီသွားရှာတော့မင်းကလေးကွယ်အသက်3နှစ်အရွယ်လောက်ရှိတယ်ဒေါ်စင်လည်းလာကလေးဆိုပြီးကောက်ချလိုက်တော့သူ့ကိုကလေးလိုက်တာအရွယ်နဲ့ကိုမမျှဘူးဒါနဲ့မနိုင်မနှင်းပေါ့ကွယ်သူ့ကိုကဇက်ပေါ်တင်ပြီးသူ့ခြေထောက်ကလေးနှစ်ဖက်ကိုဒေါ်စင်ရဲ့လက်ဝင်းပေါ်ကိုခွချပြီးဆွဲချင်းကိုလက်ကဆွဲလာလိုက်တာခြေလန်း၄-၅လမ်းလောက်လှမ်းရသေးတယ်သူကဘာလုပ်လဲဆိုတော့ဒေါ်စင်မျက်နှာကိုညာဘက်ကငုံကြည့်ပြီးတခွီးနဲ့ရေးလိုက်ဘယ်ဘက်ကငုံကြည့်ပြီးတခွီးနဲ့ရေးလိုက်လုံနေတော့ဒေါ်စင်တကူလုံး7သိန်းတွေတစ်ပြင်းမြတ်ထလာတော့တယ်ကြောက်လာတယ်ဘာလို့မှလည်းမသိဘူးအဲ့ဒါနဲ့သူ့ခြေထောက်နှစ်ချောင်းကိုကိုင်းပြီးနောက်ကိုတွန်းချလိုက်တယ်စိတ်ထဲမှာတော့ပြုတ်ရသွားမှထင်ပြီးလှုပ်တာဒါပေမဲ့ तू ကပြုံးကျသွားတဲ့အပြင်ဒေါ်စင်ကုတ်သားပေါ်ပိုကတ်လာပြီးမစင်းတော့ဘူးကောနဲ့ကတ်ထားသလိုကတ်နေရအဲ့ဒါနဲ့ကဲကြပါအောင်လို့အော်ပြီးအနီးဆုံးဖြစ်တဲ့တော်ကမြောင်ကျောင်းဘက်ကိုပြီးတော့ကျောင်းထဲကခွေး3-4ကောင်ထွက်လာပြီးတဝုံဝုံနဲ့စီးဟောင်ကြမှာဒေါ်စင်ကုတ်ပေါ်ကခုံဆင်းသွားပြီးပျောက်သွားတာပဲဒေါ်စင်ဆိုတာတဖန်းသီးဆွဲချင်းရောင်သတိမရတော့ဘူးတကြိုးတဲ့ကိုပြေးလိုက်တာအိမ်ရောက်မှပဲရက်တော့တယ်ဤသို့အချောင်းလန့်နာမည်ကြီးနေသည့်နေရာသို့တနေ့တနာမိသားစုတစုရောက်ရှိလာသည်အားလုံး9ယောက်အငယ်ဆုံးက10နှစ်အရွယ်ကမိန်းကလေးဖြစ်သည်သူတို့ကိုကြည့်ရသည်မှာအလွန်ဆင်းရဲမွဲတေပုံရတော့လဲရိုးသားသောလက္ခဏာတော့ရှိကြ၏အဖေနဲ့အမေကအသက်40ပင်ရှိပုံမရသည်ဒီထဲမှာအသက်60အရွယ်အမေဦးတယောက်လည်းပါသည်တာဦးဖြစ်ရန်သူသောအသက်55နှစ်အရွယ်ထွားချမ်းလူငယ်တဦးလည်းပါသည်သူတို့သည်တောင်ကမ်းပါးကိုမြည်၍တစ်ဖက်ရဲ့တဲကလေးထိုးကတောင်ထန်းကပ်များနှင့်အမိုးကလှုပ်ထားသည့်တဲကလေးကိုထိုးသည်အခင်းကိုမူဒေသအခေါ်တဲပုဟုခေါ်သည့်ဝလုံးများကိုခွဲချမ်းကထုရိုက်အပြားလှုပ်ထားသည်ဝါတဲပုနှင့်အခင်းကနေလို့ဖြစ်သောဝါတဲကလေးဖြစ်သွားလိမ့်တော့သည်တနေ့တနိုင်10နှစ်အရွယ်ရှိသည်ဟုထင်ခဲ့သောမိန်းကလေးသည်တဲနေရှိမြေကွက်လက်တွင်မြေကြီးများကိုဓာတ်6နှင့်ထူဆွကချမောင်နှင့်ခရမ်းပင်များစိုက်ပျိုးမိဟုပြင်ဆင်နေသည်ဤနေရာသည်စမ်းချောင်းကလေးနှင့်နီးသောကြောင့်ရေလောင်းရန်မလိုအပ်သည့်အပြင်မြေသားကိုကလည်းမျိုးစာကောင်းသောမြေကြီးဖြစ်၏ထို့ခိုက်မိမပြိုလေးတယောက်မြေတူးနေသောကလေးမအနီသို့ရောက်လာသည်ခ
ခါးနှစ်ဖက်ကိုလက်နဲ့ဆုံတော့ကမျက်နှာတင်းတင်းအတန်မမာနဲ့ဘာလို့နေရလဲဟဲ့မေးသည်မိန်းကလေးကမရဲ့ကျမတို့ကဒီနေရာမှာယာကလေးလုံးမလို့လာရောက်လာတာပါအခုဆိုင်မှာကမိုးရင်းမှာအိမ်စားဖို့စားပင်တောက်ပင်လေးတွေစိုက်ချင်လို့မြေတူးနေတာပါပြန်ဖြေလိုက်၏ညီတို့အဲ့ဒါခတ်တာပေါ့သူ့နယ်မှန်းမသိကိုယ်နယ်မှန်းမသိဘသူပဲပါပိုင်ဆိုင်တဲ့မြေမှန်းလည်းမသိပဲထင်ရလှုပ်ချင်နေကြတယ်အဲ့ဒါကြောင့်ဒုက္ခရောက်ပေါင်းနဲ့များလာပြီဒီနေရာမှာဘာပင်မှမဆိုင်နဲ့ဟဲ့ဆိုကဒေါ်နေမောနဲ့ခြေဆောင်ကထွက်သွား၏မင်းကလေးမှလည်းကြောက်လန့်သွားကဘာမှဆက်မလုပ်တော့ပဲတဲသွင်းသို့ဝင်ကထမင်းအိုးတဲမီဟုပြင်ဆင်နေစဉ်သူ၏အဖေသည်လည်းသူ့အမေနဲ့အတူရာတဲမြေကိုပြင်ဆင်နေရမှပြန်ရောက်လာကြသည်အဖေဖြစ်သူကဟဲ့မင်းကလေးညီကိုမနက်ကငါမှားသွားတယ်မဟုတ်လားမိုးရင်းစာအတွက်အသီးနှံလေးစိုက်ရအောင်မြေတူးထားဆိုတော့ဘာလို့ခုထိမတူးသေးရလဲညီတို့ကာလမင်းကလေးတကယ်ပြင်းထူတာပဲမြေတုံကသမီးကမိမတယောက်လာရောက်၍ရန်တွေ့သွားကြောင်းများကိုပြောပြသည်ထိုအခါအဖေဖြစ်သူကတောင်းကြမှစဉ်းစားနေရမှာအဲ့ဒီမိမဆိုတာဘယ်နေရာလာတာလဲသမီးကိုမေးသည်မသိဘူးဖေသမီးလည်းခေါင်းကုန်ဝင်တွင်းတူးနေတာမို့မသိလိုက်မိဘူးသူရန်တွေ့ပြီးပြန်သွားတော့မှကြည့်လိုက်တော့ကြောက်စင်ရုပ်ကြီးနဲ့တူတဲ့ကြောက်တုံးကြီးပေးဒငင်းပင်အောက်ကတောစပယ်ခြုံလေးကိုဝင်သွားတာတွေ့တာပဲထိုမိသားစုသည်ပြည်မြို့အတွင်းရှိမရပင်ရွာကလေးမှပြောင်းရွှေ့လာသူများဖြစ်ကြလေသည်အိမ်အောင်ဦးစီးအမိမှာကိုတာအေးဟုခေါ်သည်ကိုတာအေးသည်နန်းနတ်စာစားပြီးသည်နှင့်သူဇနီးမခင်ကိုမခင်ရဲ့ရွာထဲကိုခဏသွားလိုက်အောင်မယ်ရွာထဲကိုဒီနေ့မစင်းနဲ့တော့အိမ်မှာပဲနေကြမှာကပစိုးတစ်ထဲကိုခေါင်းပေါင်း၍နေဘူးကျဲကျဲတဲ့တွင်ရွာထဲရှိတကြီးအင်းတို့ရောက်သွားလေသည်တကြီးရဲ့မိမာဆရာကန်ဖြစ်သည်တကြီးမဖြစ်မီကစင်းနီကျော်တစ်မျိုးတည်းနဲ့ရေလဲအမျိုးမျိုးပေးကလူနာများကိုကုသရာ၌အလွန်ပြောက်ကင်းကြသဖြင့်ဆရာကန်စင်းနီကျော်ဟုနာမည်ကြီးကစီးပွားဖြစ်ခဲ့သည်အသက်50ခန်းရှိသောဖော်ရွေ၍လူကြီးလူကောင်းပြီးသားသူဖြစ်၏ကိုသားရေးရောက်သွားသောအခါတကြီးဆရာကန်လည်းလူ3ယောက်နှင့်ရင်နွေးချက်ထိုင်တောင်းနေရမှာလာထိုင်ရင်နွေးတောအောင်နှုတ်ဆက်ပြီးမှလာရင်ကိစ္စကိုမေးသည်ကျွန်တော်နာမည်တာကြီးပါဆရာကြီးမိသားစု9ယောက်နဲ့ကြောက်စင်ရုပ်ကြီးနာကစမ်းချောင်းပေးမှာယာကင်းလေးလုံမလားလို့စိတ်ကူးနေပါတယ်ကျွန်တော်တို့မိသားစုကအရက်မှာဆင်းရဲလုံးလို့ရေကြီးအားမျက်နှာရာဆိုလိုလာပြီးလှုပ်ရှားနေကြတာပါလူရိုးလူကောင်းတွေပါအခုကျွန်တော်လာတဲ့ကိစ္စကကျွန်တော်တို့ယာကင်းနေရအောင်ဘသူများပိုင်ပါသလဲပိုင်စင်ရှိရင်လစာကြီးငွေပေးပြီးလှုပ်ရှားပြရစီဆိုတာကိုခွင့်တောင်းကျင်လို့ပါအမှန်တော့ဒီနေရာကိုဘယ်သူမှမပိုင်ဘူးကွဒီလိုပဲတော်တိုးပြီးလှုပ်ရှားနေကြတာအမှန်ပဲဒါပေမဲ့ဆရာကြီးကျွန်တော်သမီးကမြေတူးနေတော့မိမရွယ်တယောက်ကဒီမြေမှာဘာမှမလုပ်ရဘူးလို့ရန်တွေ့သွားတယ်လို့ဆိုတယ်တကယ်ပိုင်စင်အရှိရှိရင်တော့ကျွန်တော်တို့ခွင့်တောင်းပြီးလှုပ်ရှားခြင်းလို့ပါဆရာကန်ဒီလောကီနဲ့လောကုတ်သဘောတရားကိုပြည့်စုံခဲ့သည်လောကီမှုကိစ္စများတွင်အထိုက်အလျောက်အကြမ်းမြင်ရှိုံများမကသူသည်ရဟန်းဘွားဖြစ်နေလဲဝါတော်ရခဲ့သည်ဟုကြားဘူးထားသည်ယူနီဝိုင်းနေရှိနေကြသူ3-4ဦးသည်အချင်းချင်းအကြည့်ချင်းဆက်ကဆရာကမိတို့အကြံပေးမိလဲဟုနားဆွင့်နေကြသလိုကိုတာအေးကိုလည်းအဓိပ္ပာယ်များစွာဆောင်းသောအကြည့်များနဲ့အကဲခတ်သလိုမကြာခဏကြည့်လျက်ရှိနေကြသည်အကင်းမထူလာသောကိုတာအေးမှလည်းသွေးစရာများရှိနေတော့၏ဒီလိုလုပ်ပါခမည်းနာမည်ဘယ်သူကိုတာအေးဟုတ်လားဟုတ်ပါတယ်ဆရာကြီးကျွန်တော်နာမည်တာအေးပါပြောပါဆရာကြီးပုံဝင်လေးပြောပါဆရာကြီးပြောသမျှကျွန်တော်နားထောင်လိုက်နာပါမယ်ခမည်းကိုကြည့်ရတာလူရိုးလူကောင်းပဲလို့အကဲခတ်မိလို့ခမည်းပြောလို့ပုံဝင်လင်းပြောရမယ်ဆိုရင်တော့ခမည်းလှုပ်ရှားရှိအောင်ကြိုးကြိုးစားစားရိုးသားသားနဲ့ဆက်လုပ်ပါခမည်းမှာတားလူရိုးပေါက်ပါလာတယ်ဆိုတော့အနေထိုင်ပြောဆိုစင်ကျင်မှာအတောက်စားမလုံးမိစင်နဲ့အဲ့တခုတော့ကြုတ်တတိပြီးလိုက်မယ်ဟင်းကျွေးဟင်းရံလေးများချက်တဲ့အခါအင်းကြီးများကိုဟင်းခွက်ကန်းသလိုသဘောမျိုးနဲ့အဲ့ဒီကြောက်စင်ယူကြီးနားကိုသွားပြီးမကြာခဏဟင်းခွက်ချပေးပါဟင်းခွက်ချတဲ့အခါမှာခမည်းကိုယ်တိုင်သွားချပါအိမ်နီးချင်းကိုခင်မင်လို့ဟင်းခွက်ကန်းပါတယ်စားကြပါတောက်ကြပါကျွန်တော်တို့မားတာရှင်ခွင့်လို့ကြပါကျွန်တော်တို့ကိုစောင့်ရှောက်ကြပါဆိုတဲ့သဘောမျိုးနဲ့ပေါ့ခမည်းတို့ဘက်ကစီစီလုံးလုံးနဲ့မမှန်ကန်ကန်
စီလုံးလုံးနဲ့မှန်မှန်ကန်ကန်ဆက်ဆံကြည့်ပါအရှင်ပြေပါလိမ့်မယ်နောက်တစ်နေ့မိုးလင်းသည်နှင့်ကိုသားရေးသည်မေခင်ကိုဈေးသို့လွတ်ပြီးအမဲဥစုံတဲစုံဝယ်ခိုင်းသည်ကိုသားရေးတော့ဘာလုပ်တာတော့တလုံးမစားခဲ့တဲ့ပစ္စည်းကိုဘာဖြစ်လို့ဝယ်ခိုင်းတာတော့ကျုပ်မဝယ်ဘူးမေခင်မသိရင်တိတ်နေစကားထမ်းမရှိနဲ့တော့ငါဝယ်ဆိုဝယ်50သားတိဝယ်ခဲ့မေခင်သည်မန်ဝဲနီးပါးဝေးသည့်ဈေးသို့စောင့်အောင်ရထွက်သွားသည်ပြန်ရောက်လာလင်ရော့ကိုချက်ကျုပ်ဘာမှမလုပ်ပေးနိုင်ဘူးဆွဲချင်းကိုကိုသားရေးအနားတွင်စောင့်ချထားခဲ့လေသည်သူကိုယ်တိုင်စိတ်တိုင်းကြချက်သည်တောလူများတွင်ကာလာသားကောင်းအိုဒီကြီးလုပ်ခဲ့သူ၏လက်ရာကတဲဝိုင်းလေးတစ်ဝိုက်တွင်မှုေးကြိုင်တင်ပြန်လျက်ရှိနေတော့သည်မိခွက်ထုံးရရောက်လာ၍မိသားစုအလုံးထမင်းဝိုင်းကြီးပြင်ပြီးလက်ဆောင်စားကြလျင်ကိုသားရေးသည်မနက်ကသူချက်ထားသည့်ဟင်းတို့အိုးလုံးကိုကျွေတုပ်စလုံးတစ်လုံးထဲသို့အကုန်မောက်ချလိုက်ကထိုဟင်းစလုံးကိုကြောက်စင်ယုံကြီးနှင့်တောစပယ်ပန်းချုံများအနည်းရှိမြေပြောင်ကလေးတို့ချကအိမ်ကြီးချင်းမိတ်ဆွေကောင်းများခမဟင်းကောင်းလေးချက်စားလို့အိမ်ကြီးချင်းများကိုဟင်းတစ်ခွက်လာကမ်းလန်းပါတယ်မင်းမင်းရှက်ရှက်စားတော့တော်မူကြပါမိတ်ဆွေချင်းချင်းမေတ္တာစိတ်နဲ့လာရောက်ပေါင်းသင်းခြင်းဖြစ်ပါတယ်မတည့်ရက်ခါလေးလေးဆဆနဲ့ပြောဆိုပြီးဟင်းစလုံးကိုနေရာမှာပဲချထားခဲ့လိုက်၏နောက်တစ်နေ့နဲ့ရောက်လျင်ကိုသားရေးသည်မေခင်နဲ့အတူယားရဲသို့မသွားဘဲနေအိမ်ရှိမနေ့ကသူသမီးတူးထားသည့်သွေးများကိုဆက်လက်တူးနေလေသည်ထိုကမနေ့ကရန်လာတွေ့သောမိန်းမပင်ရောက်လာပြန်ကတော်တို့အညာသားတွေစိတ်မှတ်ကိုမရှိဘူးမနေ့ကတယောက်ကိုပြောပြီးအခုတယောက်လာပြန်ပြီဒီလိုဟာတွေကြောင့်ဒုက္ခရောက်ကုန်ကြတာပဲရန်တွေ့ပြန်၏ဟုတ်ပါတယ်အမလေးရဲ့မနေ့ကတူးတာသမီးပါသမီးကနားမလဲလို့တူးမိပါတယ်ဦးကြီးအခုလာတူးတာကအမလေးနဲ့တွေ့ရင်လို့ပါအမလေးကဘယ်နေရာမှမတူးနဲ့ဘယ်နေရာမှတူးလို့ပြခဲ့ပါအမလေးခွင့်ပြုတဲ့နေရာလွဲလို့ဘယ်နေရာမှမတူးပါဘူးဒါဖြင့်ဟောဒီတဲဝိုင်းနေရာကနေပြီးကြောက်စင်ရုပ်စပယ်ယုံထိဘာကူမှမတူးပါနဲ့ဒီနေရာတွေနဲ့လွတ်ရာကိုတူးပါပြောပြီးသည်နဲ့ထုံမိမသည်လည်းပြန်သွားလေ၏ဤသို့ဖြင့်ကိုသားရီတို့မိသားစုသည်ရာကိုလည်းကြိုးစားလို့သည်တပတ်လင်တစ်ခါနှစ်ခါဆိုသလိုစက်သားမဲသားဟင်းများချက်၍လည်းကြောက်စင်ယုံကြီးနာတို့အမြဲယူသွားကအိန္ဒိနာချင်းကောင်းများခမမြစ်တာနဲ့ဟင်းခွက်ကမ်းပါတယ်စားကြပါတောက်ကြပါဟုအမြဲပြောသည်ကိုသားရေးရာမှထွက်သမျှအသီးနှံများသည်လှပကြီးမှအောင်မြင်သောကြောင့်သူများထပ်ပိုပြီးစီကောင်းရသည်ကျေးဇူးကိုတည်ရသောကိုသားရေးသည်တကြီးဆရာကံကိုလည်းဝါဝင်ဝါထက်အမြဲသွား၍မိသားစုလိုက်ကြတော့သည်ထိုခါတို့ရောက်မှတကြီးဆရာကံပြောသည်မှာမြတ်တာဆိုတာအဲ့ဒါမျိုးပဲကိုလက်သွားတော့သူ့လက်လာတာပေါ့အမှန်ကဒီနေရာကအတိနှံဖြစ်ထုံးမှန်းသိလို့ယာတို့သမားတွေ၄ဦးလောက်ရှိပြီးလာလောက်တာတစ်နှစ်မကြောက်ဘူးအဲ့ဒီလူတွေတေကုန်ကြတော့ဘယ်သူမှလာမလို့ရဲကြတော့ဘူးဒီနေရာမြေကျန်းတဲ့အကြောင်းကလည်းရှိနေတယ်လေဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်တရာကျော်လောက်ထဲကကျုပ်တို့ဘိုးဘွားတွေကပြောခဲ့ပူတာကကြောက်စင်ရုံနေရဟာတိုက်တကားတဲ့တိုက်သူးကျင်သူတွေလာပြီးဆိုတာနဲ့အဲ့ဒီကြောက်စင်ရုံကြီးကစူးစူးဝါးဝါအော်ဟဲပြီးအချက်ပြီးတော့တာပဲတဲ့အရင်ကဆိုတကယ်စင်နကောင်ဝစ်နေတယ်လို့ထင်ရလောက်အောင်ကိုတူတယ်ဆိုပဲနောက်တော့မှတိုက်ဆရာတွေကသူတို့ကပညာနဲ့ကြောက်စင်ရုပ်ကိုနိုင်တယ်လို့နှိပ်စက်ကြတယ်လို့စင်ရုပ်ကြီးဟာပြပြတတ်မရှိတော့ပဲပျက်စီးသွားရတာလို့ဘိုးဘွားတွေကပြောခဲ့ကြတယ်အမှန်တော့ဒီကြောင်မျိုးကအသက်ရှိတယ်အင်မတန်ကြီးထွားမြန်ကြတယ်အဲ့လိုကြီးထွားမြန်တာကြောင့်ပုံပြောင်းသွားတာလည်းဖြစ်နိုင်တယ်ရှင်းပြလေသည်ကိုသားရေးဖုံးဆိုးမြေစမ်းကြီးတွင်ရာလုပ်ငန်းဖြင့်အသက်မွေးလာသည်မှာတစ်နှစ်ကျော်ကျော်ရှိသွားလေပြီမိသည့်အန်ဒီရဲ့မြမကြုံကြရသည့်အပြင်ပြင်အောင်အင်္ဂလိပ်ကိုပင်စောက်လုပ်နေထိုင်လာသည်ကိုတွေ့ရသောအခါအားလုံးကအံ့ဩကုန်သည်ပရမရာခင်းလို့သူများ၃ယောက်ခန့်ကွယ်လိုပြီးတီကဆ၍ကိုသားရီတို့မိသားစုကိုမှအဘဲကြောင့်အကျိုးပေးရသနည်းဟူသောအဖြေကိုတကြီးဆရာကမှလွဲ၍မိသူမှသိနိုင်လိမ့်မည်မဟုတ်ပေကိုသားရီတို့ဤမျိုးတို့ရောက်ပြီးဟင်းနှစ်ကြိမ်ပိုးခဲ့ပြီးနောက်တပတ်လောက်အကြာတွင်ကိုသားရီတယောက်တည်းတဲရှိမြေကွက်လက်တွင်ထိုင်၍နှီးဖြာနေစဉ်အသက်50ခန့်အရွယ်ထွားထွားချမ်းချမ်းလူကြီးတစ်ယောက်တဲရှိသို့ရောက်လာသည်နှီးဖြာနေသလားအိမ်သားတွေရောဘယ်သွားကြလဲမေးသည်ကိုသားရီမောကြည့်လိုက်သည်အရက်6ပေခန့်ရှိသောထိုလူကြီးကိုကြည့်ကလန့်တယ်လို့ဖြစ်သွားမိရမှာအထဲဝင်ထိုင်ပါအောင်ခမကုန်းစားပါအောင်အိမ်သားတွေ
တော်တဲ့ဟင်းခုထွက်သွားကြတယ်လောကစကားပြောရင်တဲအတွင်းသို့ခေါ်လိုက်သည်ကိုသားကြီးစိတ်ထဲတွင်ဒီလူကြီးစကားကိုတိတ်နာမလဲခြင်းဒီလူကြီးစကားပြောတဲ့သည်တကြီးဆရာကန်တို့ပြောသည့်စကားနဲ့လည်းမတူပါလားဘာလူမျိုးပါလေလင်းမြန်စွာတွေးမိလိုက်သည်သို့တော့ထိုလူကြီးကတဲရင်အတွင်းသို့မဝင်ဒီမှာပဲတော်ပြီးအားလို့စကားပြောရအောင်လာခဲ့တာမိတ်ဆွေတို့ကအနီးနားချင်းမိတ်ဆွေကောင်းများရေလို့ဟင်းချက်ပူတာ2ကြိမ်ရှိပြီလေကျေးဇူးတင်တယ်ခမများတို့ကလူကောင်းတွေပဲကျေးဇူးဆက်ရအောင်မယ်အရင်ကလူတွေကထင်ရလောက်ကြတော့ကျုပ်ကတော့သိခံပါတယ်ဒါပေမဲ့ငယ်ရွယ်တဲ့ကလေးတွေကမခံနိုင်ကြတော့ဒုက္ခဖြစ်ကုန်ကြတာပေါ့လူငယ်ဆိုတာတွေကစိတ်မြန်လက်မြန်ကြတယ်မဟုတ်လားတနေ့ကမိတ်ဆွေကိုလာရန်တွေ့တာအကျုပ်သမီးပေါ့သူကစိတ်မထင်ရင်ထင်ရလှုပ်ချင်တဲ့စိတ်မျိုးဘသူကမှအကြောက်လန့်မရှိဘူးကျုပ်ကနှိမ်ထားလို့သာတော်သေးရဗျကိစ္စမရှိပါဘူးခင်ဗျာလူငယ်တွေဆိုတာဒီလိုပါပဲအကြောင်းတကာရဲ့ကျွန်တော်တို့မိသားစုကတော့ဘသူမုန်းအောင်မှမလုပ်ပါဘူးလုံလဲမလုံးဝင့်ပါဘူးသူများအချက်အောင်ခင်အောင်ပဲနေပါတယ်ကျွန်တော်တို့မှာရွှေမရှိမြူးမရှိဘသူကမှအားကိုးကြမရှိပါဘူးအကြောင်းတကာတို့ကိုပဲအားကိုးနေရပါတယ်ကျွန်တော်တို့မလိမ္မာတာတွေ့ရင်ဆုံးမပေးပါဟုတ်ပြီလိမ့်မယ်မိတ်ဆွေကိုကြည့်ရတာအင်မတန်မှယူသားတဲ့ပုံမှာပဲစိတ်ချပြီးတော့ဒါနေဒါထက်ခမည်းမမရက်ဖက်ကြီးသွားအောင်မလားသွားရင်ဟင်းလျာအတွက်မှားခြင်းလို့ဟိုနေ့ကအမဲဥဆုံးတဲဆုံးဟင်းတဲကောင်းတယ်အခုလည်းမိတ်ဆွေကိုယ်တိုင်ဟိုနေ့ကလိုပဲချက်ပြီးပါရော့ဟင်းလျာဖို့ကျက်30ပေးလိုက်မယ်မိတ်ဆွေတို့အတွက်ပါကုန်ဝဲခဲ့နော်ပြောဝီဒီနဲ့ငွေကျက်စီ10စီးကိုချကထွက်သွားလေတော့သည်တပိတ်သားလင်းတစ်ချက်ခွဲလောက်သာပေးရသည်ဖြစ်၍ရှစ်ပိတ်သားလောက်များဝေချက်ရမလားဟုကိုသားအေးသည်တပြင်းချကတွေးမိနေလေသည်ဤသို့ဖြင့်ထိုလူကြီးသည်ကိုသားအေးတယောက်တည်းယာထဲမှရှိလင်ယာထဲတို့လာပြီးစကားပြောသည်တဲမှာတယောက်တည်းရှိနေလင်လဲတဲကိုလာပြီးစကားပြောသည်သို့တော့တဲအတွင်းတို့ကတခါမှဝင်ထိုင်ခြင်းမရှိခဲ့ပေတနေ့သောညနေတွင်ကိုသားအေးတယောက်တည်းတဲမှာရှိနေကထိုလူကြီးရောက်လာပြန်သည်မိတ်ဆွေယာတွေမှာအလုပ်ပါနေတဲ့အချိန်မိတ်ဆွေရဲ့အင်ရှင်မကိုဈေးရောက်ခိုင်းပါလားမိတ်ဆွေရဲ့သမီးလည်းကိုကြီးနိုင်တဲ့ရွယ်ပဲကျုပ်ရင်းနှီးထုတ်ပေးမယ်ပြောပြီးငွေရင်းကားများကိုထုတ်ပေးသည်ကိုသားအေးသည်သဘောတူသဖြင့်ဇနီးနှင့်သမီးကိုရွာစဉ်လဲကကုံအစုံရွက်၍ရောင်းခိုင်း၏မိတ်ဆွေနှုတ်၏ခင်မင်မှုကြောင့်ကိုသားအေးရာတဲ့သို့မိသည့်ကျွမ်းသားများမှလည်းဝင်မစားခိုးဝက်ခိုးယူသူလည်းမရှိသောကြောင့်ကိုသားအေးတို့စီးပွားရေးသည်အလွန်ဆုံးဆောင်မိခဲ့လေသည်သို့တော့တခုသောနနက်တွင်ထိုလူကြီးသည်တဲရှိသို့ဒေါသတိချင်းရောက်လာကမိတ်ဆွေခမည်းကစီးပွားရေးကောင်းလာတော့သဘောထားပြောင်းလာပြီမှတ်တယ်စကဝေါ်တို့ပေါင်းလိုက်ရရင်တော့ဒီလိုလူစားတွေကြီးပဲတွေ့ရတယ်လို့တန်ကြဲကြဲဖြင့်ပြောသည်ကိုသားကြီးမှာမျက်နှာများပြက်လက်ကြောက်လန့်စွာဖြင့်ကျွန်တော်ဘာများလုပ်မိပါလဲခမည်းမကြိုက်တာမှားတာရှင်ပြင်မမယ်ကျောင်းတကာကြီးကိုစောစောကမလုံးဝင့်ပါဘူးအေးစာတွေကဒါမျိုးတွေတီလို့မှားထားတာပဲအခုတော့မိတ်ဆွေတွေမကဘူးညာတော့ကမိတ်ဆွေသားကပါဝင်ပါလိုက်သေးတယ်ကျုပ်ကအားလုံးကိုအုပ်ချုပ်ထားလို့ညာကတော်သေးရပေါ့နှုံးမဟုတ်ရင်ညာတော့တဲ့အားလုံးဒုက္ခရောက်ကုန်မယ်ငယ်သားအားလုံးကကျွန်တော်ကိုပြောစရာဖြစ်လာအောင်ဘာဖြစ်လို့လုပ်ရတာလဲညတညလုံးကျုပ်မှာကိုယ့်နေရာကိုမနေနိုင်အောင်ရှောင်နေရတယ်မိတ်ဆွေတို့လုပ်ပုံကကျုပ်တို့ကိုစော်ကားတာပဲကိုသားရေးသည်ညကငါဘာလုံးမိပါလေဟုစဉ်းစားသည်ထိုအခါမှတတိယရတော့အမူအရာဖြင့်ကျောင်းတကာရဲ့တိခံမှာတောင်းပန်ပါတယ်ခွင့်လို့ပါနောက်မဖြစ်เสียရပါဘူးစိတ်ချပါတစ်ချိန်တစ်ခါမှားမိတာကိုတိခံမှာခွင့်လို့ပါအမတ်တမဲ့ဖြစ်သွားမိတာပါကျေးဇူးကိုဖျက်တာလည်းမဟုတ်ပါဘူးငယ်သားအားလုံးနဲ့တမီးကိုလည်းရှင်းပြပေးပါကောင်းပြီလေနောက်ကိုတတိထားပါနောက်တစ်ချိန်ဆိုရင်ခွင့်လို့ကြမှာမဟုတ်တော့ဘူးအခုလည်းမနှဲကိုသွားရှင်းပြရအောင်မယ်သူတို့မယုံမကြည်ဖြစ်ရင်တော့မိတ်ဆွေတွေမကောင်းဘူးနော်ထိုလူကြီးပြန်သွားရင်နဲ့ကိုသားရေးသည်သူ့မိသားစုနဲ့ပြောပြသည်ထို့နောက်အားလုံးစဉ်းစားရသည်မှာအင်းညာကနေရွာတဲ့သူအကြောင်းတစ်ခုပြကပြောင်းရွှေ့မှဖြစ်တော်မူအင်းညာမှာဆက်နေလင်စီးပွားရေးကောင်းလာမည်ဖြစ်တော်လဲဖျားတရားနဲ့ကင်းကွာရေးကနေနိုင်ကြမည်မဟုတ်ပေတို့ပါတော့လဲမပြောင်းမရွှေ့မီတိုသိစွာပြနေထိုင်ရန်အရေးကြီးဆောင်ကိုတတိပေးထားလိုက်ရသည်ရွာသားများကလည်းကိုသားရေးတို့အညာသားမိသားစု၏ယနေ့အချိန်ထိအနည်းကင်းရှင်းနေသည်ကိုကြည်ကဘယ်နေ့ဘယ်ကာလတွင်တည်င်းဆိုးကြရမလဲဟုနားဆွနေကြလေသည်ဤသို့ဖြင့်မိတ်ဆွေနှစ်ဦးတို့သည်ဟင်းခွက်ကမ်းခြင်းအပြေကင်းစွာနေခြင်းဖြင့်ပြန်လည်၍ယုံကြည်စိတ်ချရင်းနှီးလာကြပြန်သောတနေ့တွင်ထိုလူကြီးသည်ကိုသားရဲ့တဦးတဲ့ယာထဲတွင်နားရှိကြောင်းနှင့်အမိုက်များကိုမီးရှို့နေသည့်ညနေချိန်တွင်
မျက်နှာမကောင်းစွာဖြင့်ရောက်လာသည်မိတ်ဆွေเจ้าတော့ကကြီးဘာဖြစ်လို့လဲနေမကောင်းလားမျက်နှာကလည်းမကောင်းနှုတ်ဆက်လင်းထိုလူကြီးကအေးဆေးစွာပြောပြသည်မိတ်ဆွေကျွန်တော်တို့ဒီနေရာကနေပြောင်းရတော့မယ်စစ်တောင်းမြစ်ကပင်လယ်ဝမှာနေရမယ်လို့အထက်ကအမိန့်လာတယ်မိတ်ဆွေတို့နဲ့ခွဲခွာသားတော့မှာတော့စိတ်မကောင်းအားလုံးပြောင်းရမှာလားမိတ်ဆွေနေခဲ့လို့မရဘူးလားဘယ်တော့ပြောင်းရမှာလဲကိုသားကြီးမှလည်းမေးတာမိရသည်ဤနေရာသို့သူတို့ထပ်ပိုးဆိုးရသူများရောက်လာရင်အခက်ဟုအတွင်းနှစ်ပင်ပူလင်းနေလိမ့်အားလုံးပြောင်းရမှာကျုပ်ကဒီမှာအကြီးဆုံးဆိုတော့ကျုပ်နေခဲ့လို့မရပေဘူးတပတ်ခါဆိုအာယုံတက်ချိန်မှာပြောင်းကြမယ်မတော်ခင်မိတ်ဆွေကြီးကိုခင်မင်းတို့ပြောပြခဲ့ရအောင်မယ်ကျုပ်ဟာလူ့ဘဝတော့နည်းနည်းရမဟုတ်ခဲ့ဘူးဟိုးဘကိုးအထက်ချောင်းဖျားနာကမာလာရွာကြီးကကျုပ်စာကြီးပေါ့ဒါပေမဲ့မိတ်ဆွေရဘလောက်ပဲတတိရှိရှိဘလောက်ပဲခွန်အားတန်တန်တီတော့ကျုပ်ဖြစ်ကလေကျွတ်ဆုပ်ကိုက်လို့စင်ပြောင်ကြီးတည်ရတဲ့အဖြစ်မျိုးနဲ့မတူလားဖះလက်ထက်ကကောသလမင်းတည်ခဲ့တယ်လို့ဇရက်ကိုပြေးရချီခွေးတည်လို့တရားညာတော်ဆိုတဲ့စကားလိုပဲကျုပ်တည်ခဲ့ရတယ်မကျင်းနဲ့မခံနိုင်တဲ့ဒေါသစိတ်တွေနဲ့တည်ခဲ့ရတဲ့ကျုပ်ဟာအခုထိမကျွတ်သေးဘူးကျုပ်အတွက်အေးချမ်းတဲ့နေရာတစ်ခုတောင်အခုထိမရနိုင်သေးဘူးနှစ်ပေါင်း600ကျော်ခဲ့ပြီလေဘယ်တော့မှကျုပ်အတွက်တနေရာရမှာလဲမိတ်ဆွေဘဝဆိုတာဘယ်ဘဝပဲဖြစ်ဖြစ်အေးချမ်းမှုမရှိဘူးဆိုတာကျုပ်ဒီနေ့ထင်ထင်ရှားရှားသိလာခဲ့ပြီမြင်လာခဲ့ပြီမိတ်ဆွေကိုခင်လွန်းလို့တခါမှမတွေးခဲ့မစင်စားခဲ့တာတော့ကျုပ်ဖွင့်ပြောခဲ့ပြီးနှုတ်ဆက်ခဲ့ပါတယ်နောက်တစ်နေ့မိုးမလင်းခင်သွားရတော့မယ်ကျုပ်တို့မရှိရင်ခမားတို့ရွတ်ချင်တာဆိုချင်တာကိုရွတ်ကြဆိုကြပြီအောင်တော့ကိုသားရည်သည်ထိုလူကြီးသူ့နားမှထွက်ခွာပြောက်ွယ်သွားသည့်အထိကြည်နေမိ၏ထိုလူကြီးကိုမမြင်ရသောအခါမှသူ့ပါပင်ပေါ်သို့ပူနေစွာကြာဆင်းနေစေဖြစ်သည့်မျက်ရည်များကိုတုပ်ပစ်ခါခေါင်းငိုက်ဆိုင်ချလျက်သူ့အိမ်ကလေးသို့ပြန်လာခဲ့လေသည်ထုံရကသူ့အိမ်မပြောပါမိတ်ဆွေကြီးတို့ဖွဲ့ထွက်ခွာသွားကြမည်ဆိုတော့အာယုံချိန်ကိုသာမျော်လင့်နေမိလေသည်မကြားလိုက်ပါချေလဲတန်လူတန်ကလေးငိုတန်များနှင့်စူညာအော်ဟစ်ခေါ်ဝေါ်နေကြသည့်အတန်များကိုကြားရ၍ကိုသားအေးတို့တိမ်လုံးအိမ်ပြည်သို့ထွက်ကြည့်ရတာမိသူအရာကိုမှမမြင်ရတော့လဲသွားပြီဟူသောမိတ်ဆွေကြီးအတန်နှင့်ကိုသားအေးသွားကြပြီတော့ဟူသောငိုတန်ပါကြီးနှင့်နှုတ်ဆက်လိုက်တန်ကိုသာကြားလိုက်ရလေသည်ဒုတိယကဘာစစ်ကြီးအတွင်းကကိုသားအေးမြေတူဆက်သူတမိငယ်ဆုံးကမွေးသည်မခင်တုံးကိုစာရေးသူသိမိလိုက်ပါသည်ထိုအဖြစ်များကိုမိဘလိုခင်မင်ယူသိနေသည့်ဦးလေးဆရာကန်းကပြောပြ၍သိရလေသည်စာရေးသူတို့အသက်9နှစ်လောက်ကတွေ့ခဲ့ဘူးသောကြောက်စင်ရုပ်ကြီးသည်ယခုအခါတွင်ကြောအလျားရှည်ထွက်၍နောက်ခြေနှစ်ဖက်မြေထဲသို့ဝင်သွားသည်မှလွဲ၍မော်ဦးကင်းနှင့်နှမောင်းနေပုံအချိုးစားများမပြတ်ရင်းလာသည်ပါ1998ခုနှစ်ဝါဆိုလကုံလောက်ကတောင်စွန်းမြို့ရှိဓမ္မတူသာစာတင်တန်းနှင့်ဝိပဿနာရိပ်သာသို့စာရေးသူရောက်ခဲ့ပါသည်တရားပြနေစေဖြစ်သည့်ဓမ္မတူသာဆရာတော်ဘုရား၏ကျမ်းမာရေးကိုမေးလျှောက်ရင်းဖြင့်ဆရာတော်ဘုရားဒီနေရာကအရင်ကတိတ်ပြီးမြေကျမ်းပါတယ်ရှောက်လန့်လည်းများတယ်လို့ဆိုကြတယ်ဆရာတော်ဘုရားတို့အခုလိုစာတင်တိုက်တွေရိပ်သာတွေလာဖွင့်တော့မနှောက်ဆက်ကြဘူးလားဟုလျှောက်လင်ရိပ်သာမဆောက်ခင်တည်းကဒီနေရာမြေကျမ်းတယ်လို့ပြောကြတယ်ဒါပေမဲ့လူနေရက်ွက်နဲ့ဝေးတာရေမိုးအဆင်ပြေပြီးအေဂျင့်တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်အခြေအနေကိုနှစ်သက်လို့ယောဂီတွေနဲ့အဆင်ပြေမှာပဲလို့ဒီနေရာကိုရွေးလိုက်တာပဲမိများမီးနိုင်ရေများရည်နိုင်ဆိုတဲ့စကားလိုပေါ့မေတ္တာဖြင့်သာအောင်စရာကြီးဆိုပြီးမေတ္တာဓာတ်ကိုများပို့လို့ရတာပဲခုတော့အားလုံးအောင်မြင်သွားပါပြီဘာအန်ဒီယမ်မှမရှိတော့ပါဘူးဆရာတော်ဘုရားကမိန့်ကြားလေသည်စာရှုသူအဆွေဘီလင်းမြို့နယ်တဲကတောင်စွန်းမြို့ကလေးကိုရောက်လင်ဓမ္မတူသားကျောင်းထဲသို့ရောက်အောင်သွားပြီးတောကမြောင်ကျောင်းအနီးနားကကျောက်စင်ကြီးကိုကြည့်ပြအောင်ကြည့်ခဲ့ပါပြီးတော့ပြုသူများကုသိုလ်အဆူဆူကိုအမျှပေးဝေခဲ့ပါလို့မေတ္တာရက်ခံပေးရစီအားလုံးပဲမင်္ဂလာညချမ်းဖြစ်ကြပါစေရှင်